အေယာဝတီတိုင်းဒေသကြီးကျုံမြို့ခရိုင်ငတိုင်းကျောင်းမြို့တွင်ခလေးအလုပ်သမားပပျောက်ရေးအသိပညာပေးတော်ရှိုးဆွေးနွေးပွဲကိုငတိုင်းကျောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုခြေပြုဗဟိုဌာန Community Center ခန်းမတွင်ဇူလိုင်လ16ရက်နေ့နက်9:00 နာရီအချိန်ကအွန်လိုင်းကတဆင့်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါက်ခင်မာလာအောင်နှင့်ကျွမ်းကျင်သောရုပ်သံအင်အားပြဒေါ်စုတင်သားမွန်တို့ကခလေးအလုပ်သမား၏အတိတ်ပဲနှင့်ခလေးတငယ်များ၏အခွင့်အရေးများအကြောင်းလုပ်ငန်းရှင်များအတွက်ခလေးတငယ်အခွင့်အရေးဆိုင်ရာမူဝါဒများနှင့်လုပ်ငန်းရှင်များအနေဖြင့်ခလေးတငယ်များကိုမိတို့ကာကွယ်ဆောင်ရွက်သင့်ပုံများစသည့်အကြောင်းအရာများကိုယခုလိုပဲဆွေးနွေးခဲ့တာဖြစ်ပါတယ်။ညီမရှင်ညီမမိနဲ့ရာထူးကိုမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ညီမကတော့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနငတိုင်းကျောင်းမြို့မှာကျွမ်းကျင်သောရုပ်သံရပြတော်စုတင်သားမွန်ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီခလေးအလုပ်သမားဆိုတာဘာလဲဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့ခလေးအလုပ်သမားဆိုတာကတော့ခလေးတွေရဲ့ရှေ့အလားအလာဂုဏ်သိက္ခာတို့ကိုထိခိုက်စေပြီးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကိုထိခိုက်နစ်နာစေတဲ့အလုပ်မျိုးလုပ်ကိုင်နေရခြင်းကိုဆိုလိုပါတယ်။ပညာသင်ကြားရေးကိုထိခိုက်နစ်နာစေပြီးတော့ကျောင်းတက်ရန်အခွင့်အလမ်းရွေးချယ်ပိုင်ခွင့်မရှိခြင်းအရွယ်မတိုင်ခင်ကျောင်းဝထွက်ရခြင်းကျောင်းတက်ခြင်းနဲ့အတူပြည့်ထန်လေးလံတဲ့အလုပ်မျိုးလုပ်ကိုင်နေရခြင်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကလေးတွေလုပ်တဲ့အလုပ်နဲ့ပေါ့နော်ကလေးတင်ငယ်အခွင့်အရေးတွေအကြောင်းကိုလည်းဆွေးနွေးပေးပါအောင်ရှင်။ကလေးများဆိုရင်စီးပွားရေးအရာခေါင်းပုံဖြတ်အမျက်ထုတ်ခံရခြင်းနဲ့အန္တရာယ်ရှိသောအလုပ်မျိုးမလုပ်ရရေးကလေးတွေရဲ့ပညာရေးကိုထိခိုက်စေခြင်းကျန်းမာရေးရုပ်ပိုင်းစိတ်ပိုင်းကိုယ်ွယ်မှုအကျင့်စာရိတ္တလူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုထိခိုက်နစ်နာစေတဲ့မိသည့်အလုပ်မျိုးမဆိုလုပ်ရခြင်းတို့မှာအကာအကွယ်ပေးခံပိုင်ခွင့်တွေရှိပါတယ်။ပညာသင်ကြားခွင့်ကလေးများကျောင်းစာဆက်သင်နိုင်ရန်ကူညီပေးရပါမယ်။အသက်မွေးဝမ်းကြောင်းတင်တန်းပို့ချပေးရပါမယ်။အလုပ်လုပ်သောကလေးများအားသူတို့ရဲ့အတွေ့အကြုံနဲ့ထင်မြင်ယူဆချက်များကိုပြောဆိုခွင့်ပေးရပါမယ်။ပြောဆိုမှုကိုလေးစားရပါမယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီလုပ်ငန်းရှင်တွေအတွက်နော်ကလေးတငယ်အခွင့်အရေးဆိုင်ရာမူဝါဒတွေကိုလည်းဆွေးနွေးပေးပါအောင်ရှင်။ကလေးတငယ်တဲ့အတွက်အခွင့်အရေးရှိပါတယ်။ကလေးတငယ်အခွင့်အရေးများကိုအကာအကွယ်ပေးခြင်းနဲ့လေးစားမှုရှိခြင်းအားဆိုရင်ကျမတို့ရဲ့အနာဂတ်လူမှုအဖွဲ့အစည်းအတွက်အရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ဒီလိုအခွင့်အရေးတွေကိုထိန်းသိမ်းစောင့်ရှောက်ထားမယ်ဆိုရင်ကောင်းမွန်တဲ့ဉာဏ်အမျှော်အမြင်နဲ့ပြည့်စုံတဲ့ရွတ်ရလူလူများကိုပြိုးထောင်ရေးအတွက်အထောက်အကူဖြစ်စေပါတယ်။ဒီလိုအချက်တွေအားဆိုရင်အားလုံးပါဝင်ပြီးတော့အောင်မြင်တဲ့ရေရှည်တည်တတ်မဲ့လုပ်ငန်းအတိုင်းအဝန်တရက်ဖန်တီးမှုမှာအဓိကကျပါတယ်။ကလေးတငယ်များကိုမိသည့်ကလေးအလုပ်သမားပုံစံမျိုးနဲ့မဆိုမခိုင်းစေရပါဘူး။နောက်မျိုးဆက်သစ်တွင်လည်းအသုံးဝင်တဲ့ကြွကျင်မှုမျိုးကိုတက်မြောက်သွားစေရန်ကလေးနေလူငယ်အရွယ်များကိုပညာရေးနေသင်တန်းများပုံမကောင်းမလာရန်ဆောင်ရွက်ပေးရပါမယ်။ကလေးများရဲ့နစ်မြုပ်ဆောင်ရွက်မှုတွေမှာဆိုရင်တက်ကြွပြီးတော့ကြံ့ကျင်မှုရှိသူတွေကိုစီယုံစုဆောင်းခြင်းတွင်လည်းအထောက်အကူဖြစ်စေပါတယ်။လုပ်ငန်းအားလုံးနဲ့ရင်းနှီးနဲ့ဆက်ဆက်နေတဲ့ကိစ္စရပ်များအားလုံးမှာကလေးအလုပ်သမားရောနဲ့ပပျောက်ရန်ပါဝင်ကူညီပေးရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီလုပ်ငန်းရှင်များအနေနဲ့ကလေးတွေကိုဘယ်လိုမျိုးကာဝယ်စောင့်ရှောက်ပေးသင့်တယ်ဆိုတာလေးကိုလည်းဆွေးနွေးပေးပါအောင်ရှင်။ကလေးများကိုအလုပ်ခန့်လိုပါကအသက်14နှစ်ပြည့်ပြီဖြစ်ကြောင်းအဖက်ဖက်မှာတေချာမှုရှိရန်လိုအပ်ပါတယ်။ဥပဒေနဲ့အညီဆောင်ရွက်ရန်လုပ်ငန်းပိုင်ရှင်တွေမှာတာဝန်ရှိပါတယ်။လုပ်ငန်းပိုင်ရှင်များအားလုံးဟာဆိုရင်၎င်းတို့ရဲ့အလုပ်တွင်လုပ်ကိုင်နေတဲ့အလုပ်လုပ်နေတဲ့ကလေးများကိုရုပ်ပိုင်းစိတ်ပိုင်းလိင်ပိုင်းနဲ့အခြားမတော်မတရားပြုမှုပုံစံအမျိုးမျိုးမှာအကာအကွယ်ပေးရမှာဖြစ်ပါတယ်။လုပ်ငန်းရှင်များအားလုံးကအလုပ်လုပ်နေတဲ့ကလေးများအားနားနေရနေရာစီစဉ်ပေးပြီးတော့နားနေခွင့်ပေးရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဤသတင်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနငတိုင်းကျောင်းမြို့ရုံးမှပေးပို့ထားခြင်းပဲဖြစ်ပါတယ်